Okay သင်ခန်းစာလေးကိုစလိုက်ကြအောင်ဒီကနေ့သင်ခန်းစာလေးမှာတော့ body zipper ဟုတ်ပြီနော်အခန်းဆက်ရှိသင်ခန်းစာလေးဖြစ်တယ်နော်အခန်းဆက်ရှိသင်ခန်းစာလေးဖြစ်တယ်Okay ဒီကနေ့သင်ခန်းစာလေးမှာကတော့ body zipper သင်ခန်းစာဆက်ရှိပေါ့နော် foot and saraiya foot and saraiya ဟုတ်ပြီနော် saraiya သင်ခန်းစာလေးကိုဖတ်ကြည့်မှာဖြစ်ပါတယ်Okay, kesare a dia do iya dia wiya wo iya wiya kho iya kia to iya tia mo iya mia ngo iya ngia wo iya wiya po iya pia ho iya hia pho iya phia cho iya chia to iya tia no iya nia ro iya ria so iya sia ko iya kia kho iya kia no iya nia lo iya lia pho iya phia pho iya phia cho iya chia okay ဒီပြောချင်တာကဒီသင်ခန်းစာဒီထက်မှာပါတဲ့ဖျားချနတွေအားလုံးဘီးတွေအားလုံးကကြတော့ဆရာကလိုအပ်မှထင်လို့ထည့်ထားပြီးတယ်တချို့စာလုံးတွေကတော့အတူတဲ့စာလုံးတွေကတော့မပါဘူးเนาะအထူးသဖြင့်စာအုပ်တော်များများမှာကြတော့တူတဲ့စာအုပ်တွေမှာသူတို့မပါကြဘူးဒီမှာကျတော့ဆရာကအားလုံးထည့်ထားပြီနော်အကယ်လို့ကလေးတွေကတခြားစာအုပ်တွေမှာတခြားစာသားတွေတွေ့လို့ရှိရင်ဖတ်လို့များမှာစိုးလို့ပေါ့နော်ဒါတွေလေးကိုထည့်ထားပေးတာဖြစ်တယ်ဟုတ်ပြီနော်โอเคဒါဆိုလို့ရှိရင်အောက်ကသင်ခန်းစာဟွာလေးတွေကိုတွားကြည့်အောင်နော်ကဗျာလေးကိုတွားကြည့်မယ်နော် fit and saraiya လေ့ကျင့်ရပေါ့နော်အဲ့ဒီဟာလေးကိုဖတ်ပြီးတစ်ချက်တွားကြည့်မယ်နော် saraiya မမီယာပေါ်ပြဟုတ်ပြီနော်ပေါ်ပြကျွန်တော်ဆရာတို့ဒီပုံလေးကိုပြောတာဖြစ်ပါတယ်ပေါ်ပြနော်ပြဆိုတာကခနုံမုတ်တစ်မျိုးနော်ပြမာမီယာနော်စရအီယာโอเคရမလို့ထင်ပါနဲ့စရအီယာဒီပုံလေးပြောတာပါစရအီယာဒီပုံလေးကိုနော်မာမီယာဆိုတာဒီမိန်းကလေးပုံလေးပြောတာနော်မာမီယာဆိုတာမိန်းကလေးပုံလေးပြောတာဖြစ်ပါတယ်โอเคဒီကကြတော့ပြဆိုတာကြတော့ဒီမုတ်တစ်မျိုးကိုပြောတာဖြစ်ပါတယ်โอเคကျွန်တော်နောက်သင်ခန်းစာလေးကိုတွားကြည့်မယ်နော်โอเคမမီယာမီအာရိုင်မမီယာမီအာရိုင်မာဒိုစီမီရဲ့မာဒိုစီမီရဲ့ဒါဖတ်ပြမယ်နော်မမီယာမီအာရိုင်မာဒိုစီမီရဲ့ဟုတ်ပြီနော်ပြောချင်တာကအမမီယာဘာဒီလည်းအများကြီးပဲဟုတ်ပြီနော်ဘာဒီယူတာလည်းအများကြီးပဲပြန်ဖတ်ပြမယ်နော်မမီယာမီအာရိုင်မာဒိုစီမီရဲ့ဟုတ်ပြီနော်โอเคနောက်တစ်ကြောင်းကိုဆက်သွားကြည့်မယ်နော်မမီယာကြာအောင်ပိုင်းနိုင်မမီယာကြာအောင်ပိုင်းနိုင်မမီယာကြာအောင်ပိုင်းနိုင်မမီယာဘယ်ကိုယူသွားမလို့လဲဟုတ်ပြီနော်မမီယာဘယ်ကိုယူသွားမလို့လဲရမယ်နော်ဟုတ်အောင်ပိုင်နိုင်ရအခါအောင်ပိုင်နိုင်ရအခါအောင်ပိုင်နိုင်ရအခါဟုတ်ပြီနော်ဒီမှာကျတော့သူကဗာပြန်ပြောလို့ဆိုလို့ရှိရင်လေတဲ့ယူသွားမလို့သူကပြောတာဖြစ်တယ်ဟုတ်ပြီနော်လေတဲ့ယူသွားမလို့ပြောတာဖြစ်တယ်ကဲကျွန်တော်တစ်ခေါက်ပြန်ဖတ်ပြမယ်နော်သင်ခန်းစာလေးကိုโอเคမမီယတ်မီအာရိုင်မာဒိုစီမီရဲ့မမီယတ်မီအာရိုင်မာဒိုစီမီရဲ့ဟုတ်ပြီနော်โอเคမမီယတ်ဘာတွေယူလာလဲအများကြီးပဲပြီးကြည့်ပါအောင်ဟုတ်ပြီနော်မမီယာဘာဒီယူလာလဲအများကြီးပဲပြီးကြည့်ပါအောင်โอเคကဲနောက်တစ်ကြောင်းကိုစစ်သွားကြည့်အောင်မမီယာအောင်ပိုင်းနိုင်မမီယာအောင်ပိုင်းနိုင်မမီယာအောင်ပိုင်းနိုင်မမီယာဘယ်ကိုယူသွားမလို့လဲဟုတ်ပြီနော်အောင်ပိုင်းနိုင်ရခါအောင်ပိုင်းနိုင်ရခါလေတဲ့သူယူသွားမလို့လေတဲ့ကိုယူသွားမလို့ပါရှင့်ဟုတ်ပြီနော်
နေတဲ့ယူသွားမလို့ပါရှင် okay ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကတော့ဆရာတို့ဒီမှာပဲအဆုံးသတ်မယ်เนาะကဲနောက်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ကြမယ် okay เนาะ see you next video then bye bye